အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Mind Golden Pedagogy Channel ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ PRG ရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှု theory အကြောင်းဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ခုနှစ်ယောက်ကလေးတွေမှာဘာကြောင့်တန်တရားမရှိတာလဲဒါမှမဟုတ်လို့ရှိရင်ကလေးငယ်တစ်ယောက်နဲ့အတူတူရေဝါဆိုပြီးကျွန်တော်တို့ကစားတဲ့အခါမှာပေါ့ကျွန်တော်တို့မြင်ရတယ်လို့ကျွန်တော်တို့ထင်ကောင်းထင်နေနိုင်တယ်ပေါ့နော်ဒါတွေအားလုံးရဲ့အဖြေကို PRG ရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှု theory မှာအကုန်ရှင်းပြပေးထားပါတယ်ဒါပေမဲ့အဖို့ကောင်းတာကဒီနှစ်တရားတန်းရှိပြီဖြစ်တဲ့ theory ကနေ့တိုင်းပေါ့နော်ကျွန်တော်တို့ရဲ့ပညာရေးသားသမီးပြုစုပြောထောင်ရေးနဲ့လူမှုမီဒီယာတွေအထိလွှမ်းမိုးနေတယ်ဆိုတဲ့အချက်ပေါ့နော်ဒီဗီဒီယိုအဆုံးမှာတော့မင်းအနေနဲ့ဒီသင်ယူမှုကိုငကိုလိုမြင်တော့မှာမဟုတ်ဘူးဆိုတာကိုကျွန်တော်အမခံရပါတယ်ကဲဟုတ်ပြီကလေးတယောက်ကရွှေရှင်တဲ့အလုပ်တစ်ခုမှာမောင်းမြင်မှုတာကိုမင်းအနေနဲ့ရမမှုတယ်ဆိုလို့ရှိရင်အရင်ဆုံး PRG ကိုတောင်းပန်မှုလိုပါတယ်ကဲဘာဖြစ်လို့လဲဆိုတာကိုတစ်ချက်ကြည့်လိုက်ကြရအောင်1920ပြည့်နှစ်လုံးတွေက Swiss လူမျိုးစိတ်ပညာရှင်ဂျင်ပီယာကြီးဟာတိတ်အံ့ဩစရာကောင်းတာတစ်ခုကိုသတိထားမိခဲ့ပါတယ်။ဒါကကလေးတွေဟာလူကြီးတွေလိုမတွေးဘူးဆိုတဲ့အချက်ပါ။လုံးဝကိုမတွေးတာပါ။ဒါကြောင့်သူကကလေးတွေကိုသူသားသမီးတွေအပါအဝင်ပေါ့နော်။စောင့်ကြည့်ပြီးတော့မှသူတို့ရဲ့အုံနောက်တွေဟာအဆင့်ဆင့်ဖွံ့ဖြိုးတယ်ဆိုတာကိုရှာဖွေတွေ့ရှိပြီးတော့ထောက်ပြခဲ့ပါတယ်။ဒါဟာတော်တော်ကိုအရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ PRG မတိုင်ခင်ကလူတွေကကလေးတွေဟာအသိပညာနေတဲ့လူကြီးပေါက်စားတွေပဲလို့ယူဆခဲ့ကြတာဖြစ်တဲ့အတွက်ကြောင့်ပါ။ကျွန်တော်တို့တစ်ချက်ကြည့်လိုက်ပါ9နှစ်အရွယ်ရောက်တဲ့အထိကလေးလေးတွေဟာရေကိုဖန်ခွက်အရှိကြီးတဲ့လောင်းထည့်လိုက်လို့ရှိရင်ရေတွေပုံများသွားတယ်လို့ထင်နေကြတော့မယ်ဒါဟာတက်ကန့်အောင်ကောင်းတယ်ဒါပေမဲ့ဒီညမှာတော့ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတော့ပိုစိတ်ဝင်စားတဲ့အကောင်းတဲ့အချက်တွေကိုရှင်းပြပေးသွားပါမယ် PRG ရဲ့ဉာဏ်ဖွံ့ဖြိုးမှု theory ဟာအသိဉာဏ်အဆင့်၄မျိုးရှိပါတယ်ပထမအဆင့်က sensory motor အဆင့်ဖြစ်ပါတယ်ဒီအဆင့်မှာဆိုလို့ရှိရင်ဘွေးကသားကနေပြီးတော့မှ2နှစ်အရွယ်ကလေးတွေပါဝင်ပါတယ်ကျွန်တော်တို့ဟာကလေးတစ်ယောက်နဲ့တူတူရေဝါဆိုပြီးကစားတဲ့အခါမှာကလေးလေးတွေကကျွန်တော်တို့ပျောက်သွားတယ်လို့ဒါထင်နေတာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အရာဝတ္ထုတွေဟာသူတို့ရဲ့မျက်ကွယ်မှာရှိနေနိုင်တယ်ဆိုတာကိုမသိသေးဘူးဆိုတဲ့အချက်ကိုကျွန်တော်တို့သိတတ်တာမြင်နိုင်ပါတယ်မြင်တောင်ပြောရမယ်ဆိုလို့ရှိရင်သူတို့မြင်ရတဲ့အရာတွေဒါတကယ်ရှိပြီးတော့သူတို့မြင်ရတဲ့အရာတွေကတကယ်မရှိနိုင်ဘူးလို့ဒါပြောချင်တာပေါ့နော်ဒါအပြင်ကိုယ်တော့ကရုပ်တရက်ပြမှုတတ်တဲ့မူရပါစရိုက်တွေပတ်သက်တဲ့ကိုဒါလက်ထိုးထည့်လိုက်လို့ရှိရင်ဒါအမေးနှုတ်ထင်ပြီးတော့ဆွတ်တက်တယ်ပေါ့နော်အဲ့လိုစရိုက်တွေကနေပြီးတော့မှသူတို့လိုချင်တဲ့အရာတစ်ခုကိုဥတီတဲ့အပြုမှုတွေကိုဒါလုံနိုင်လာတာလေဒီရွယ်လေးတွေရဲ့ဒါထူးခြားချက်တွေတခုပေါ့နော်နောက်တစ်ဆင့်ကကြတော့ pre operational အဆင့်ဖြစ်ပါတယ်ဒီအဆင့်မှာဆိုလို့ရှိရင်တော့2နှစ်အရွယ်ကနေပြီးတော့မှ9နှစ်အရွယ်ဒီကလေးတွေပါဝင်ပါတယ်ဒီရွယ်လေးတွေကတော့အခြေခံစနစ်တွေကိုနားမလည်ဘူးဥပမာပြောရမယ်ဆိုလို့ရှိရင်ဘိန်းမုတ်ကြီးတစ်ခုနဲ့အဲ့ဒီဘိန်းမုတ်ကိုလေးပိုင်းလိုက်တာနဲ့ဘယ်ဟာပူကြီးလဲမေးလိုက်လို့ရှိရင်ပထမဘိန်းမုတ်ကြီးကပူကြီးတယ်လို့ဖြေမှသိကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့ရဲ့အာယုံကပထမအချိန်ကိုအာယုံစိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မှဒီလိုအချိန်မှာပိုင်းထားတဲ့လေးခုကိုပြန်ပေါင်းပြလိုက်ပြီးတော့အတူတူဖြစ်တယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့ရှင်းပြပေးလို့ရပါတယ်ဒီရကလေးလေးတွေကသူတို့မြင်တယ်လို့အကုန်လုံးကမြင်တယ်လို့လည်းခံယူထားပါတယ်ဥပမာကလေးလေးတစ်ယောက်နဲ့ရုပ်ကလေးတစ်ယောက်အတူတူထိုင်ပြီးအတူတူ TV ထိုင်ကြည့်နေတယ်ဆိုပါစို့ကလေးရဲ့စိတ်ထဲမှာသူတောင်းတန်းကြီးတွေကိုမြင်တယ်လို့မျိုးပဲဒီရုပ်ကလေးကလည်းမြင်တယ်လို့သူထင်နေတယ်ပေါ့နော်နောက်တစ်ဆင့်ကကြတော့ concrete operation နဲ့အဆင့်ဒီအဆင့်မှာတော့အသက်9နှစ်ကနေပြီးတော့မှ17နှစ်ရွယ်ကလေးတွေအထိ17နှစ်ရွယ်ဒီကလေးတွေပါဝင်ပါတယ်အခုတော့ဒီကလေးလေးတွေဟာUD ရှိနားလည်လာပါပြီဒါပေမဲ့လက်တွေ့ကြရရုပ်ဝတ္ထုတွေနဲ့ရှင်းပြမှသာလျှင်သူတို့ရုပ်သိရှိစဉ်းစားနိုင်မှာဖြစ်ပါတယ်ဥပမာ9နှစ်ရွယ်ကလေးလေးကိုနေအောင်ကားလေးတစ်ခုကိုအရင်ပြမယ်ပြီးတော့လို့ရှိရင်ဖြောင်စာလေးတစ်ခုနဲ့အုပ်ပြီးတော့ဒီကားလေးကဘာရောင်လဲလို့မေးလိုက်လို့ရှိရင်ကလေးလေးကနေအောင်လို့ဖြစ်မှာပါဒါကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သူတို့ဟာစင်ញံနှံရှိလာပြီဆိုတဲ့အချက်ကသိတာတင်ရှားလာပါတယ်နောက်ဆုံးဆင့်ကတော့ formal operation နဲ့အဆင့်ဒီအဆင့်မှာတော့12နှစ်နဲ့အထက်ရှိတဲ့ကလေးတွေပါဝင်ပါတယ်စက်ကြော်တွေရောက်လို့ရှိရင်တော့ကျွန်တော်တို့ထုံးစံတိုင်းပဲစိတ်ကူးရင်စဉ်းစားနိုင်လာပြီတန်တရားတွေလည်းသူတို့မှရှိလာပြီအတွေးခေါ်ပေါက်စာလေးတွေနဲ့ပုံကန်တဲ့အဆင့်တွေလည်းစတင်လာပါပြီဒါပေမဲ့အောင်စရာကောင်းတာက PRG ရဲ့ theory ကကျွန်တော်တို့ဒီကလေးတွေအကြောင်းမတတ်တတ်မဟုတ်ဘဲနဲ့ကျွန်တော်တို့အချို့လူကြီးတွေဝေဖန်ပိုင်းချတွေးခေါ်နိုင်တာမရှိဘဲနဲ့သတင်းမားတွေကိုယုံတဲ့အချက်ကိုလည်းရှင်းပြပေးထားတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့နောက်မှဆက်ပြောပြပါမယ်ကျွန်တော်တို့ PRG ရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှု theory အထူးသဖြင့်သူ့ရဲ့ယူဆတွေဟာပညာရေးကိုတစ်ခေတ်ပြောင်းပြလိုက်နိုင်ပါတယ်ဒီကုတော့ကကျွန်တော်တို့ရဲ့အကြောင်းတွေဟာစက်သူရဲ့နှုတ်တိုက်စနစ်နဲ့တစ်ချောင်းလုံးသွားနေရကနေအခုတော့လက်တွေ့လှုပ်ဆောင်မှုတွေ STEM ဆိုတဲ့ကစားစရာတွေနဲ့ပြည့်နှက်လာတဲ့အတွက်သူ့ကိုကျွန်တော်တို့အထူးကျေးဇူးတင်ရမှာဖြစ်ပါတယ်ဒါဆို PRG ရဲ့ theory ကိုပညာရေးမှာအထူးသဖြင့်စာသင်ခန်းထဲမှာဘယ်လိုအသုံးချမလဲဆိုတာကိုထပ်ပြောပြပေးပါမယ်ပထမဆုံးအနေနဲ့ကလေးတစ်ယောက်ဘာရသွားလဲဆိုတာထက်ကလေးဘယ်လိုသင်ယူသွားလဲဆိုတဲ့အချက်ကိုကျွန်တော်တို့ပို့ပြီးအာရုံစိုက်ဖို့လိုအပ်ပါတယ်နံပါတ်2ချက်ကကလေးတွေကိုယ်တိုင်တက်ကြွနဲ့သင်ယူတာပတ်ဝန်းကျင်နဲ့ဓာတ်ရိုက်ထိတွေ့ပြီးတော့သင်ယူတာတွေကိုကျွန်တော်တို့ဦးစားပေးဖို့လိုအပ်ပါတယ်နံပါတ်3ချက်ကကလေးတွေးသူတွေးပေးဖို့လိုအပ်ပါတယ်လူကြီးအတွေ့နဲ့ကလေးကိုဆုံးဖြတ်တာတွေကိုကျွန်တော်တို့လုပ်လို့မရပါဘူး
နံပါတ်4ကကြတော့တူဦးချင်းစီရဲ့မတူညီတဲ့ပုံစံတွေကိုဂရုပြုပေးပါတူဦးချင်းလုပ်ငန်းတွေအုပ်စုလိုက်လုပ်ငန်းတွေများများပေးပါအတန်းလိုက်လုပ်ငန်းတွေကိုတော့တတ်နိုင်တဲ့များရှောင်ပါနည်းနိုင်တဲ့များနေအောင်ကြိုးစားပေးပါနောက်တစ်ခုကကလေးတွေရဲ့အရေးချင်းကိုဆုံးဖြတ်တဲ့နေရာမှာတူဦးချင်းစီရဲ့လှုပ်ဆောင်မှုကိုသိပြီးဆုံးဖြတ်တာကအကောင်းဆုံးရလဒ်တွေကိုထင်ရစီမှာဖြစ်ပါတယ်အဆုံးသက်နောက်တစ်ခုကပြာကြီးဟာပြည့်စုံတဲ့လူတစ်ယောက်တော့မဟုတ်ပါဘူးဝေဖန်တဲ့သူတွေကသူဟာကလေးတွေလုံနိုင်တဲ့ကိုရှော့တတ်တဲ့ရည်ကျင်းမှုကွာခြားမှုတွေကိုလိလူရှုရဲလို့ပြောကြပါတယ်ဒါအပြင်သူတည်တနာအသစ်တွေကလည်းအချို့စွမ်းရည်တွေကသူတည်တနာတဲ့ပိုစောပြီးတော့ဖွံ့ဖြိုးတယ်ဆိုတာကိုတွေ့ရှိကြပါတယ်ဒါပေမဲ့အောင်စရာကောင်းတာကအာရုံကြောသိပ္ပံပညာတနည်းအားဖြင့် neuroscience ကသူ့ရဲ့အဓိကအယူဆကိုထောက်ခံထားတယ်ပေါ့နော်။အုံနောက်ဟာအသိပညာကိုတိစောက်ဆိုတဲ့အချက်ဖြစ်ပါတယ်။ဒါကြောင့်နောက်တစ်ခါကလေးတစ်ယောက်ကဘာကြောင့်လဲဆိုပြီးတော့အချိန်90တောင်ပြီးလို့ရှိရင်သူတို့ဟာကျွန်တော်တို့ကိုစိတ်နှောက်ယှက်ပေးနေတာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ဟာအနာဂတ်သိပ္ပံပညာရှင်လေးတွေဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုဒီလိုမေးရခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့မိဘတယောက်ပဲဖြစ်ဖြစ်ဆရာတယောက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကလေးရဲ့တွေးခေါ်မှုကိုအံ့အားသင့်မှုတဲ့သူတယောက်ပဲဖြစ်ဖြစ်ပြာကြီးရဲ့ theory ဟာကျွန်တော်တို့သိချင်တာတွေအများကြီးကိုရှင်းပြပေးနိုင်တယ်အခုကျွန်တော်တို့သိပြီဆိုတော့ဒါမှမဟုတ်သင်လည်းသိပြီဆိုတော့နေရာတိုင်းမှာဒါကိုအကောင့်ထဲပေါ်ဖို့ကြိုးစားပေးစေချင်ပါတယ်ကဲအခုတော့အသစ်စီကဒီလေးတစ်ခုလောက်လိုချင်ပါတယ်အဲ့ဒါကတင်းရဲ့ပုံဝင်ညီမှာရှိတဲ့ကလေးတယောက်နဲ့ကိုက်ညီတဲ့ပြာကြီးရဲ့ဖြစ်စဉ်တစ်ခုခုကြုံဘူးလားအဲ့ဒီအတွေ့အကြုံတွေကိုမှတ်ချက်မှာရေးခဲ့ပေးပါဒီဗီဒီယိုကိုကြည့်ပြီးတော့မှတင်တစ်ခုရသွားတယ်ငကိုတည်ပြီးတဲ့အရာတွေတက်ပို့ပြီးတည်သွားတယ်ဆိုလို့ရှိရင် like နှိပ်ပေးခဲ့ပါ subscribe လုပ်ပေးခဲ့ပါကျွန်တော်တို့အတူတူအုံနောက်ဘယ်နှခုဖွံ့ဖြိုးအောင်လုပ်နိုင်မလဲဆိုတာကိုတစ်ချက်ကြည့်ကြည့်ကြရအောင်အဆုံးသတ်အနေနဲ့ပြောပြမယ်ဆိုလို့ရှိရင်တော့တင်နှစ်တရာပြောချင်လို့ရှိရင်ကလေးတွေကိုကျေးဇူးပြုထောင်ပေးဖို့လိုအပ်ပါတယ်ကျေးဇူးပါနားထောင်ပေးတဲ့အတွက်